ဒီအကြမ်းဖက်အားပေး post တွေအောက်မှာခင်ဗျားတို့အနေနဲ့အကြမ်းဖက်အားပေး post တွေအောက်မှာတနည်းအားဖြင့်ကျွန်တော်တို့အမောင်လောကကသူတွေရဲ့ post တွေအောက်မှာခင်ဗျားတို့အသေးတွေတွားပေးတာတွေထောက်ကမှာတွေစသဖြင့်ခင်ဗျားတို့မျိုးစုံတွားရေးမဲ့ဆိုရင်တီစဲဥတွေကခင်ဗျားတို့အရေးယူမှာဖြစ်ပါတယ်ခင်ဗျားတို့လက်တွေတွားမသိရနဲ့ခင်ဗျားတို့လက်သိရရင်ခင်ဗျားတို့လက်သိရမို့အင်းစိတ်ထောင်တို့အိုးဖို့ထောင်တို့ရောက်သွားလိမ့်မယ်လက်သိရရင်အင်းစိတ်ထောင်ရောက်မယ်အိုးဖို့ထောင်ရောက်မယ်ခင်ဗျားတို့လက်သိရရင်ဆက်ရန်လက်သိရရင်တော့ခင်ဗျားတို့အိုးဖို့ထောင်ရှိမယ်အင်းစိတ်ထောင်ရှိမယ်ဗျာခင်ဗျားတာဝတီထောင်ရှိမယ်ဗျာထောင်နေအများကြီးပဲမြကြီးနားထောင်ရှိမယ်ဗျာပူတာထောင်ရှိမယ်ဗျာခင်ဗျားကြိုက်တဲ့ထောင်ရွေးလက်သိရလို့ရတယ်ခင်ဗျားတို့လက်သိရမယ်ပါဇက်သိရမယ်ဆိုရင်အင်းစိတ်ထောင်နေရှိတယ်အိုးဖို့ထောင်နေရှိတယ်ထောင်နေအများကြီးပဲအင်္ဂလိပ်လက်ထက်ကထောင်မှာနေခြင်းသလားထောင်သစ်မှာနေခြင်းသလားအကျန်းဖက်စစ်တပ်ကအနုပညာသမားအမိခံရေဘော်စီတွေကိုအသုံးချပြီးဝါရဖြန့်ဇလန်းတို့တပုတ်ရိုက်ကူးပြသခဲ့ရမှာမအောင်မမြင်ဖြစ်ခဲ့တဲ့အတွက်စစ်လော်ဘီတွေဒေါသထွက်ခဲ့ကြပြီးပြန်ကြားရေးဇော်မင်းထွန်းကိုယ်တိုင်ထွက်ချင်းရတဲ့အထိဖြစ်ခဲ့ပါတယ်ဒီအသိပညာပေးဇလန်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အနုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်ဒါအပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ဖြစ်စေချင်တာကအနုနီးနဲ့ဝါရဖြန့်ပြီးပြည်သူတွေရွေးကောက်ပွဲကိုစိတ်ဝင်စားစေချင်တာပါဒါပေမဲ့ဇလန်းတိုတွေကဒိုင်ယာလော့တွေဟာရွေးကောက်ပွဲစီယုံရေးတက်မဟုတ်ပဲစစ်ဗိုလ်ချုပ်တွေလေသံအတိုင်းအင်မတန်ပြင်းထန်မှာကြောပြီးတော်လှန်ရေးသမားတွေကိုစော်ကားထားတာကြောင့်ပြည်သူတရလုံးမခံမရနိုင်ဖြစ်ခဲ့ကြရတာပါဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ချက်တွေမှားနေပြီအင်္ဂါဆရာမတရားအမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာဒါကြောင့်လည်းအနေငယ်သွေးအေးနေခဲ့ကြတဲ့ပြည်သူဘိုင်းကောက်ဟာပြန်လဲရှင်းတန်းလာခဲ့ပြီးပါဝင်တည်ဆောင်ခဲ့ကြတဲ့နေတိုးမြင့်မြတ်နေဝင်းငပြောကျော်စတဲ့ရေဘော်စီတွေဟာပြည်သူတွေရဲ့ဘိုင်းကောက်လှုပ်ရှင်းကိုအပြင်းထန်ခံလိုက်ကြရပါတယ်ဒါကိုမကျေနပ်ကြတဲ့စစ်တပ်နဲ့စစ်လော်ဘီတွေဟာအနုနီးမသုံးနိုင်တော့ပဲအကြမ်းဖက်တဲ့နည်းနဲ့တံပြန်ဖို့ရွေးချယ်လိုက်ကြပါတယ်ဒါကြောင့်ဇလန်းကိုအနှဲငယ်ဝေဖန်ရေးသားကြတဲ့ဒိုင်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့လူချွန်တော်အုံတိုင်းတို့ကိုဒရကြံဖန်စီပြလိုက်ပါတယ်ရုပ်ရှင်လောကသားဆိုသူတွေကိုလည်းပြန်ကြားရေးညွှန်ချုပ်ကိုယ်တိုင်အစည်းအဝေးခေါ်ယူပြီးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူစိတ်ဝင်စားအောင်ဗီဒီယိုကလစ်အတိုတွေရိုက်ကူးပြီးတယောက်ချင်းစီပေးပို့ရမယ်လို့ချင်းချောက်အကြက်ကင်လိုက်ပါတယ်သူတို့ဇလန်းကိုရိုက်ကူးပေးတဲ့ရေပေါ်စီတရုတ်ဆောင်တွေသာတီးတန့်ဝေဖန်ခံရတဲ့အခြေအနေကိုဖြေဖျက်ဖို့အတွက်ခံချင်းခံအားလုံးခံကြစေဆိုတဲ့သဘောနဲ့သူ့ဘာသာသူနေကြတဲ့တခြားအနုပညာသမားဆိုသူတွေကိုပါဒုက္ခပေးလိုက်တာဖြစ်ပါတယ်အကျမ်းပရန်အခြေအနေကိုနောက်ထပ်အကျမ်းနည်းနဲ့စစ်တပ်ကဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်ဒါရင်မကသေးပဲတော်လိုင်းရေးဘက်ကတင်တဲ့ post တွေကိုအသေးပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒိုင်တာစပူထွန်းသက်လွင်ဒိုင်တာအောင်ရှမ်းလူတို့ကိုလည်းဖမ်းဆီးပြလိုက်ပါတယ်အခုတော့ဒါတွေနဲ့ပတ်သက်ပြီးစစ်တပ်လော်ဘီလက်ကင်တို့ကျော်စိုးဦးကပြည်သူကိုအစွဲထွက်မတက်စားမတက်ဝါမတက်ချင်းချောက်ပြောဆိုထားတာကိုတစ်ချက်ကြည့်ရအောင်ပါဒီအကြမ်းဖက်အားပေး post တွေအောက်မှာခင်ဗျားတို့အနေနဲ့အကြမ်းဖက်အားပေး post တွေအောက်မှာတနည်းအားဖြင့်ကျွန်တော်တို့အမောင်လောကကသူတွေရဲ့ post တွေအောက်မှာခင်ဗျားတို့အသေးတွေတွားပေးတာတွေထောက်ကမှာတွေစသဖြင့်ခင်ဗျားတို့မျိုးစုံတွားရေးမဲ့ဆိုရင်တီစဲဥတွေကခင်ဗျားတို့ကိုအရေးယူမှာဖြစ်ပါတယ်ကျွန်တော်ခင်ဗျားတို့အတွက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးတာခင်ဗျားတို့သိဖို့မသိသေးတဲ့သူတွေသိဖို့သိရတဲ့လှုပ်ရှင်နဲ့လှုပ်ပေါ်ပြဒါတော့ခင်ဗျားတို့ကိစ္စအကြမ်းဖက်သမားအကြမ်းဖက်အားပေးအုပ်စုတွေဒါတို့ကဒီအမောင်ဘက်ချမ်းမှရှိတဲ့အုပ်စုတွေရဲ့ post တွေသူတို့ရဲ့ရေးသားမှုတွေသူတို့ရဲ့ပြောဆိုမှုတွေအောက်မှာခင်ဗျားတို့ကကျွန်တော်တို့အားပေးပါတယ်ပေါ့ကျွန်တော်တို့ထောက်ခံပါတယ်ပေါ့အကြမ်းဖက်တဲ့ကြီးတော့ကျွန်တော်တို့အားပေးပါတယ်ကျွန်တော်တို့ထောက်ခံပါတယ်ပေါ့စသဖြင့်အဲ့ဒီလိုတွေသွားပြီးရေးမှဆိုရင်ခင်ဗျားတို့ကိုတီစဲဥတွေအရေးယူမှာဖြစ်ပါတယ်တီစဲဥတွေအရေးယူမှာဖြစ်ပါတယ်ခင်ဗျားတို့လုံရဲတယ်ဆိုလည်းလုပ်ပါကျွန်တော်ရှင်းပါတာကအနည်းဆုံးတာရကောက်တင်ပြပါမယ်ဒီအပိုင်းမှာခေတ်သမိုင်းကိုဒုံဆိုင်မြစ်သူများရွေးကောက်ပွဲပညာပေးဇက်လန်းမှာပါဝင်တည်ဆောင်ခဲ့တဲ့အနုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့အမောင်ဘချမ်းကအုပ်စုတွေအကြမ်းဖက်အားပေးအုပ်စုတွေကသူတို့တွယ်ဝိုက်တော့ဖြစ်စေဓာတ်ရိုက်ဖြစ်စေသူတို့အမျိုးမျိုးရေးနေကြတယ်ဒီရုပ်ရှင်ကားမှာပါဝင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပြည်ပမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေကရေးသားနေကြတယ်အဲ့ဒီအောက်မှာအကြမ်းဖက်သမားများနဲ့နီးတူအကြမ်းဖက်အုပ်စုများနဲ့နီးတူလှုပ်ဆော်ခဲ့တဲ့သူတွေကတော့ဒိုင်တာမိုက်တီခတန်းထုံးစောသိပါလိမ့်မယ်ခင်ဗျာဒိုင်တာမိုက်တီမမေလက်ထက်ကပါခင်ဗျားတို့ခေါ်တဲ့မမေလက်ထက်ကမှုမွေးလက်ထက်ကရုပ်သံဇလန်းတူတွေပေါ့ရင်တော့လည်းကျွန်တော်တို့ NLD လက်ထက်မှာရုပ်သံဇလန်းတူတွေရိုက်ကူးခဲ့တဲ့သူမှုမွေးလက်ထက်ကပေါ့မိုက်တီဒိုင်တာမိုက်တီပြီးရင်ကျွန်တော်တို့ဇက်ဖို့တရုတ်ဆောင်ကျော်ဝင်းထွန်းသိပါလိမ့်မယ်ခင်ဗျားတို့ဒီတောကားတွေရိုက်တဲ့တယောက်ပါကျော်ဝင်းထွန်းနောက်တစ်ယောက်ကတော့ကျွန်တော်ဟာသားတရုတ်ဆောင်
အုံတိုင်းမှာသိပါလိမ့်မယ်သူတို့ကလည်းပြောအမှအမောင်ပတ်ချက်လူတွေမျိုးသူတို့ကလည်းမှရေးနေကြတယ်သူတို့ဆွဲခေါ်သွားလိုက်တယ်ဖမ်းထားတယ်ပေါ့ဗျာကျွန်တော်နားလည်ပြောဖမ်းထားတယ်ဖမ်းဆီးတဲ့ခင်များကိုစစ်စစ်ဖော်ထုတ်ချက်အရာ၎င်းတို့သည်ဖွဲ့စည်းပုံအခြေခံဥပဒေ2008နဲ့အညီတပ်မတော်မှာနိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ်ထောက်ခံမှုမရှိခဲ့သည့်အပြင်ဆန္ဒပြပွဲများနဲ့ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်သူတို့ကကိုယ်တိုင်ပါဝင်ခဲ့တယ်2021နောက်ပိုင်းအခင်းချင်းမှာသူတို့ကိုယ်တိုင်ပါဝင်ခဲ့တယ်ကိုယ်တိုင်လှုပ်ဆော်ခဲ့တယ်ပြီးရင်ဒါမဲ့2025ခုနှစ်ဒီဇင်ဘာမှာကျင်းပမဲ့ဒီပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ကျွန်တော်တို့ဒီအမှုပညာရှင်တွေကနေပြီးတော့သူရဲ့အမှုပညာစွမ်းအားနဲ့ပါဝင်တဲ့အခါမှာဆိုလည်းပဲဒီအုပ်စုတွေကဝေဖန်တိုက်ခိုက်တာတွေရွေးကောက်ပွဲပေါ်ပြည်သူလူထုယုံကြည်မှုကြောင့်လည်းလောက်အောင်ရေးသားဖြန့်ဝေတာတွေသူဆောင်ခဲ့တယ်လို့တွေ့ရှိကြပါတယ်ဒါကြောင့်အဲ့ဒီ3ယောက်အနက်အဆိုပါတေခံများအနက်ဒိုင်တာမိုက်တီခတန်းထွန်းစော်သည်2021ခုနှစ်တွင်လူမှုကွန်ရက်မီဒီယာအမှတစ်စစ်နိုင်ငံတော်အစိုးရပေါ်ဝေဖန်ရေးသားခဲ့မှုကြောင့်ရာဇသက်ကြီးဥပဒေပုံမှန်905ကကြီးဖြင့်အမှုဖွင့်အရေးယူခံခဲ့ရပြီး2002ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနိုင်ငံတော်ကနေပြီးတော့ဒါကျွန်တော်တို့လွှတ်ပေးခဲ့တယ်ဗောဗျာလွှတ်ပေးခဲ့တယ်ဒိုင်တာမိုက်ကြီးတော်တော်ဆိုးပါတယ်အဲ့ချိန်တော့ခင်ဗျားကြီးယောဂါကြီးဖြစ်နေလို့စေကူမရတော့မယ်မိသားစုတွေကနေပြီးတော့ဒီကျွန်တော်နိုင်ငံတော်အကြီးကဲနိုင်ငံခေါင်းဆောင်တွေနိုင်ငံတော်အကြီးကဲတွေတောင်းတော့အတနာခန့်တာတင်တယ်ဗောစေးဆိုင်အတနာခန့်တာတင်တယ်ဗောနောက်တော့နိုင်ငံအကြီးကဲတွေကဒါလူသားချင်းကိုချင်းစားတဲ့အနေနဲ့ကျွန်တော်တို့သူ့ကိုပြန်ပြီးတော့လွှတ်ပေးလိုက်တယ်ဗောလွှတ်ပေးတဲ့အခါမှာသူကခံဝင်နဲ့လွှတ်တဲ့အချိန်တော့ခံဝင်နဲ့လွှတ်တာအဲ့မှာနောက်တစ်ချက်ပြစ်မှုကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံရမယ့်ဒီပြစ်မှုပြစ်ဒဏ်တွေပါသူကထည့်ပေါင်းပြီးတော့ခံမှာအဲ့တော့မိုက်ဒီကဗျာဥမာကျွန်တော်တို့ဒီ905ကကြီးနဲ့ကျွေးကြံရှိတယ်အဲ့ဒီကျွေးကြံရဲ့လက်ရှိသူကစုပူမှုဖြစ်အောင်ရွေးကောက်ပွဲသူပြည့်ရပြုတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မထင်မဲ့ရေးတယ်ဗောဗျာဒါလေးနဲ့ပတ်သက်ပြီးတော့သူကအရေးယူခံမှာအဲ့တော့မိုက်ဒီကပထမကျွေးကြံရဲ့လက်ရှိကျွေးတဲ့ရဲ့သူကနှစ်ခုခံမှာအဲ့တော့အဲ့ဒီလူတွေကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာခြင်းမှကာကွယ်ဥပဒေနဲ့အရေးယူနိုင်ရေးဆောင်ရွက်တဲ့အပြင်ရခိုင်လုံခြုံရေးပြုတော့ပြည်ထံများပြည်နယ်ကြားခံခြင်းတွေကိုလည်းဆောင်ရွက်တော်မှာဖြစ်ပါတယ်တဲ့နှစ်ခုအကျွေးကြံရဲ့ရခိုင်ကျွေးဟောင်းရဲ့လက်ရှိကျွေးတဲ့ရဲ့ကိုမိုက်တီကအင်းစင်တောင်းထဲမှာပြန်ဆက်ရတော့မယ်နောက်ထပ်ကတော့ကျော်ဝင်းထုတ်ရဲ့အုံတိုင်းရဲ့သိပါလိမ့်မယ်ခင်ဗျားတို့ဒီကျော်ဝင်းထုတ်ဆိုလဲတောကားတွေရိုက်တဲ့တယောက်အုံတိုင်းဆိုလဲကျွန်တော်တို့ဒါဟာတာလူရှင်တော်ဗောဗျာဟာတာလူရှင်တော်အဲ့ဒီနှစ်ယောက်ကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာခြင်းမှကာကွယ်ရေးဥပဒေဖြင့်ထိရောက်စွာအရေးယူသွားမှာဖြစ်ပါတယ်တဲ့ရေးယူသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုပဲခင်ဗျားတို့တွေဒီအကြမ်းဖက်အုပ်စုတွေရဲ့ရေးသားမှုတွေအောက်မှာကိုယ်တိုင်ကွန်မန့်ဝင်ရေးတာပြီးကျွန်တော်တို့ဒီအသေးတော့ပေးတာတွေဒါတွေကခင်ဗျာတော်ပိုက်တော်နည်းနဲ့ဒီအကြမ်းဖက်လှုပ်ဆောင်မှုခင်ဗျားတို့ကိုလည်းကျူးလွန်တာပဲခင်ဗျားတို့သိလို့ဖြစ်စေမသိလို့ဖြစ်စေအရေးယူခြင်းခံရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကသိတဲ့လူပဲဖြစ်စေမသိတဲ့လူပဲဖြစ်စေခင်ဗျားတို့ ਨੇ ဒီလိုလုပ်ရက်တွေမလုပ်ဖို့ကျွန်တော်တင်ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနောက်ထပ်စကားလေးတစ်ခုခင်ဗျားတို့နားလည်အောင်သုံးနေတာကဖရုံမန်းကြီးမှာဘာပြောသွားလဲဆိုတော့ကျွန်တော်တို့ဒီ DVB ဒီဘိတ်မှာပေါ့ဗျာတပုံထားရင်တည်တတ်တယ်တပုံထားရင်တည်တတ်တယ်လို့ပြောတယ်တပုံထားတာမလို့တပုံထားရင်တည်တတ်တယ်ပေါ့ဗျာဖရုံမန်းကြီးမှာပြောခဲ့တာပေါ့အဲ့လိုပဲခင်ဗျားတို့လက်တွေသွားမသိရနဲ့ခင်ဗျားတို့လက်သိရရင်ခင်ဗျားတို့လက်သိရမို့အင်းစိတ်ထောင်တို့အိုးဖို့ထောင်တို့ရောက်သွားလိမ့်မယ်လက်သိရရင်အင်းစိတ်ထောင်ရောက်မယ်အိုးဖို့ထောင်ရောက်မယ်ခင်ဗျားတို့လက်သိရရင်ဆက်ရန်လက်သိရရင်တော့ခင်ဗျားတို့အိုးဖို့ထောင်ရှိမယ်အင်းစိတ်ထောင်ရှိမယ်ဗျာခင်ဗျားတာဝတီထောင်ရှိမယ်ဗျာထောင်နေအများကြီးပဲမြစ်ကြီးနားထောင်ရှိမယ်ဗျာပူတောင်ထောင်ရှိမယ်ဗျာခင်ဗျားကြိုက်တဲ့ထောင်ရွေးလက်သိရလို့ရတယ်ခင်ဗျားတို့လက်သိရမယ်ပါဇက်သိရမယ်ဆိုရင်အင်းစိတ်ထောင်နေရှိတယ်အိုးဖို့ထောင်နေရှိတယ်ထောင်နေအများကြီးပဲအင်္ဂလိပ်လက်ထက်ကထောင်မှာနေခြင်းသလားထောင်သစ်မှာနေခြင်းသလားအရာတိုင်းမှာလည်းခင်ဗျာအင်္ဂလိပ်လက်ကထောင်နေရှိတယ်ပြီးရင်ကျွန်တော်တို့မကွေးတိုင်းမှာလည်းရှိတယ်ပဲခူးတိုင်းမှာလည်းရှိတယ်ပဲခူးတိုင်းကတော်တော်များပါတယ်အင်္ဂလိပ်လက်ကထောင်နေပဲခူးတိုင်းမှာတော်တော်များတယ်တရက်ထောင်လို့ဆိုလေအင်္ဂလိပ်လက်ကထောင်ပဲခင်ဗျားတို့အဲ့လက်သေးရမ်းညင်းနေဆိုလက်သေးရမ်းခင်ဗျားတို့လက်သေးရမ်းပဲဆိုရင်ခင်ဗျားတို့ထောင်နေရောက်သွားလိမ့်မယ်အင်းစိတ်ထောင်အပါဝင်တိုင်းပြည်ပြည်နယ်များရှိအင်္ဂလိပ်လက်ထက်ကထောင်နေရောက်သွားနိုင်တယ်ထောင်သစ်တွေရောက်သွားနိုင်တယ်